ဒီဗီဒီယိုလေးမှာတော့ Bundesliga မှာလဆာမြတ်ဆုံးရကြတဲ့ကစားသမားရောက်30ရဲ့လောက်ခလဆာတွေကိုအသေးစိတ်ပြောပြပြီးတော့ကြရတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Harry Kane ကအဆင့်1မှာရှိပြီးတစ်ပတ်ကိုယူရို4,800,000ရရှိပြီးဒီနှစ်မှာတော့ယူရို25သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Manuel Neuer ကအဆင့်2မှာရှိပြီးတစ်ပတ်ကိုယူရို4,300,000ရရှိပြီးဒီနှစ်မှာတော့ယူရို27သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Jamal Musiala ကအဆင့်3မှာရှိပြီးတစ်ပတ်ကိုယူရို3,900,000ရရှိပြီးဒီနှစ်မှာတော့ယူရို20ရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Joshua Kimmich ကအဆင့်4မှာရှိပြီးတစ်ပတ်ကိုယူရို3,804,000ရရှိပြီးဒီနှစ်မှာတော့ယူရို19.9သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Alphonso Davies ကအဆင့်5မှာရှိပြီးတစ်ပတ်ကိုယူရို2,808,000ရရှိပြီးဒီနှစ်မှာတော့ယူရို15သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Luis Diaz ကအဆင့်6မှာရှိပြီးတစ်ပတ်ကိုယူရို2,609,000ရရှိပြီးဒီနှစ်မှာတော့ယူရို14သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Michael Olise ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို2,59,000ရရှိပြီးဒီနှစ်မှာတော့ယူရို13.5သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Serge Gnabry ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို2,500,000ရရှိပြီးဒီနှစ်မှာတော့ယူရို13သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Leon Goretzka ကလည်းအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို2,500,000ရရှိပြီးဒီနှစ်မှာတော့ယူရို13သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Kim Min-jae ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို2,300,000ရရှိပြီးဒီနှစ်မှာတော့ယူရို12သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Jonathan Tah ကလည်းအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို2,300,000ရရှိပြီးဒီနှစ်မှာတော့ယူရို12သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Niklas Süle ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို1,920,000ရရှိပြီးဒီနှစ်မှာတော့ယူရို10သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Dayot Upamecano ကလည်းအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို1,920,000ရရှိပြီးဒီနှစ်မှာတော့ယူရို10သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Serhou Guirassy ကအဆင့်11မှာရှိပြီးတစ်ပတ်ကိုယူရို1,810,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.4သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Gregor Kobel ကအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို1,904,000ရရှိပြီးဒီနှစ်မှာတော့ယူရို9သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Kornet Laimer ကလည်းအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို1,904,000ရရှိပြီးဒီနှစ်မှာတော့ယူရို9သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Emre Can ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,503,000ရရှိပြီးဒီနှစ်မှာတော့ယူရို8သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Rafael Guerreiro ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,503,000ရရှိပြီးဒီနှစ်မှာတော့ယူရို8သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Alexander Nubel ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,503,000ရရှိပြီးဒီနှစ်မှာတော့ယူရို8သန်းရရှိထားပါတယ်။ Leipzig ကစားသမားဖြစ်တဲ့ David Raum ကအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Leipzig ကစားသမားဖြစ်တဲ့ Benjamin Henrichs ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Bayer Leverkusen ကစားသမားဖြစ်တဲ့ Patrick Schick ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Bayern Munich မှာအငှားလာကစားနေတဲ့ Nicolas Jackson ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Bayer Leverkusen ကစားသမားဖြစ်တဲ့ Palacios ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Marcel Sabitzer ကလည်းအဆင့်14မှာရှိပြီးတစ်ပတ်ကိုယူရို1,450,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.5သန်းရရှိထားပါတယ်။ Bayer Leverkusen ကစားသမားဖြစ်တဲ့ Alejandro Grimaldo ကအဆင့်15မှာရှိပြီးတစ်ပတ်ကိုယူရို1,370,000ရရှိပြီးဒီနှစ်မှာတော့ယူရို9.1သန်းရရှိထားပါတယ်။ Borussia Dortmund ကစားသမားဖြစ်တဲ့ Julian Brandt ကအဆင့်16မှာရှိပြီးတစ်ပတ်ကိုယူရို1,304,000ရရှိပြီးဒီနှစ်မှာတော့ယူရို9သန်းရရှိထားပါတယ်။ Bayer Leverkusen ကစားသမားဖြစ်တဲ့ Lucas Vazquez ကအဆင့်19မှာရှိပြီးတစ်ပတ်ကိုယူရို1,260,000ရရှိပြီးဒီနှစ်မှာတော့ယူရို6.6သန်းရရှိထားပါတယ်။ Bayern Munich ကစားသမားဖြစ်တဲ့ Josip Stanisic ကလည်းအဆင့်19မှာရှိပြီး
တစ်ပတ်ကိုယူရို3,2600ရရှိပြီးတစ်နှစ်မှာတော့ယူရို6.6တန်းရရှိထားပါတယ်အခုကျွန်တော်ပြပြထားတဲ့ကစားသမားတွေရဲ့လက်စာပဝနာဒဏ်ရာရည်ဖြစ်စေကစားခွင့်မရည်ဖြစ်စေ club ကနေအမှတ်ခံပြီးပြုတ်ပေးရမယ်တို့ရဲ့အခြေခံလက်စာ fix salary ပဲဖြစ်ပါတယ်ကစားသမားတွေကတို့ရဲ့လက်စာအပြင်ပုံရိပ်တုံးပြုခါနဲ့အခြားသော bonus တွေကိုပါရရှိကြပါတယ်ဥမာအနေနဲ့ပြောရရင်အမှတ်ပေးဖလား Champions League ဖလားနဲ့အခြားသောတို့ချင်းအကောင့်စုတွေကိုစကွနိုင်မယ်ဆိုရင် club နဲ့ထုတ်ဆိုထားတဲ့တို့ရဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိမှာဖြစ်ပါတယ်ကျွန်တော်ပြောထားတဲ့ကစားသမားတွေရဲ့လက်စာပဝနာအစိုးရစီကိုမဆောင်ရတဲ့ပဝနာပဲဖြစ်ပါတယ်။ Bundesliga ကစားသမားတွေကဂျာမနီအစိုးရစီကိုဘယ်လိုပုံစံမျိုးနဲ့အခွန်ပေးဆောင်ရလဲဆိုတာတော့အခုကျွန်တော်ပြထားတဲ့ပုံလေးတိုင်းပဲဖြစ်ပါတယ်။ဒါဟာဂျာမနီအစိုးရကသတ်မှတ်ထားတဲ့အခွန်သုံးထားပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။